အဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့စကားတစ်ခွန်းကအတ္တဟိအတ္တနောနာထောမိမိတည်တာနဲ့မိမိရဲ့ကိုယ်ဝေရာဆိုတခြားလူကိုယ်ဝေရာမဟုတ်ဘူးအရာခတ်သိမ်းမှာကိုယ့်ကိုအားကိုးရမယ်ကိုယ်အစွမ်းအစတွေကိုကိုယ်ယုံကြည်ပြီးတော့ကိုယ်တိုင်လောက်ကင်ဆောင်ရွက်ရမယ်ဆိုတာကိုသဘောပေါက်နားလည်လားအဲ့တော့ကိုယ်ဝေရာဆိုတာကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝိရိယကိုယ့်ရဲ့အသိဉာဏ်တန်ဖိုးထားပြီးတော့ဆန္ဒဖြင့်မျှော်လင့်မယ်လုံလဝိရိယဖြင့်မရရအောင်ကြိုးစားမယ်အသိဉာဏ်ဖြင့်မှန်ကန်တဲ့နိလန်းတွေကိုရှာဖွေအားထုတ်မယ်ဆိုဒါဟာလက်တွေ့အမြဲတမ်းကြားတဲ့ကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားဖော်ထုတ်ပြီး